Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တီတီကနော်ဝေးကရင်ပြီးတော့လေရင်တန်ကုန်းတန်နဲ့လာတဲ့ဖယ်မွန်တွေကို3သိန်းကျော်ဘူးမှာဖားထားတာဖြစ်ပါတယ်။လော်လေးကိုဖုန်းထိရှုပေးကြအောင်နော်။တီတီဖေးရရင်မှာဖားလဲဆိုတော့မန္တလေး Mushroom Kitchen ရင်မှာဖားတာဖြစ်ပါတယ်။ Mushroom Kitchen မှာကဖယ်မွန်3မျိုးတောင်ရောင်းတယ်။နော်ဝေးရင်လေရင်ဖိဖိလာတဲ့ Fresh Atlantic ရဲ့ Ocean Trout ရဲ့ပြီးတော့လုံးဝဖယ်မွန်အကောင့်ကအကောင့်ဆုံးမှာဖားကျင်တယ်ဆိုရင် King ဖယ်မွန်ရဲ့ဆိုပြီးတော့3မျိုးရောင်းပါတယ်။ကဒီလိုလေးတွေ Grand Chain နဲ့ရောင်းတယ်တခါတည်းfresh wasabi နဲ့ပြောရမယ်ဆို premium ဗမာလို့ဆိုပဲငံမြာကြီးပေါ့နော်တခါတည်းပါပြီးသားပါ Ocean Trout နဲ့ King Salmon နဲ့ဖီးလေးတွေကတော့တော်တော်လေးတော့ကွာတယ်ပေါ့နော်ဖားကောက်တာလည်း2မျိုးလုံးကဖားကောက်တယ်ဆိုပေမဲ့King Salmon ဆိုမှတော့ပို့ပြီးတော့ကောက်မှာပေါ့နော်Mushroom Kitchen ကရန်ကုန်မှာလည်းဆိုင်ခွဲတွေအများကြီးရှိပါတယ်တီတီမှာဖားကတော့မန္တလေးပါအခုလောလောဆယ် promotion ကဘာရှိလဲဆိုတော့ဒီ state တွေဆိုရင်ဒီလိုပေါ့ဒါတီတီက900 gram နှစ်ခုပေါ့နော်အထဲထဲမှာ9တုံးစီပါတယ်ဒီလိုဖက်တုံးဝယ်ရင်တတုံးလက်ဆောင်ပေးပါတယ်ပြီးတော့လက်လီတင်ဒီလိုဖားလို့ရတာမဟုတ်ပါဘူးလက်ကားလည်းဝယ်ယူလို့ရပါတယ်ဒီပဲငံပြရေးဝါဖာဘီလေးတန်ပါပြီးသားပေါ့နော်တီတီမှာထားတော့ steak နဲ့ပြီးတော့Salmon sashimi နဲ့ပေါ့နော်ပထမဆုံး sashimi ကိုအရင်ဖားပြမယ်ခုဒါလေးက900 gram ကို92,500ပေးရတယ်ပေါ့နော်ဒါသူ့ရဲ့ wasabi ကလည်းfresh wasabi ပေါ့နော်လုံးဝပြောရမှာဆိုဒီ wasabi ကိုဒီတည်းအရန်ကြိုက်တဲ့တယ်မှာပါတယ်ပေါ့နော်Take a chance on me. Say you're on your way. Time waits for nobody. You know it's getting late. Yeah, I'm impatient, ain't waiting. But it's worth seeing your face again. We'll run away. Who cares when we go? I pick a place when we can just hit the road. Let's stay up all night, chasing the sunrise. Love, money, and highs. Drink away all the lows. Let's stay up all night, never saying goodbye. We can sleep when we die. ပြီးတော့ဒီ steak ကလေးတွေကကော9ခုပါတော့မှ8000ပေးရပါတယ်mushroom ဒီဘယ်လိုပြောမလဲ proven salmon steak ကလေးတွေကအရန်ကိုလက်ဖက်တယ်ပေါ့နော်ပြီးတော့ကလေးငယ်လေးတွေအတွက်လည်းဖြည့်ဖွက်ဖာအနေနဲ့ကျွေးလို့ရတယ်Mushroom Kitchen က salmon တွေကလုံးဝ top grade salmon တွေကိုကိုယ်တိုင်သွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြား salmon ဈေးလေးတွေနဲ့တော့နည်းနည်းလေးတော့ကွာခြားတယ်ပေါ့နော်တခုတော့ရှိရဲ proven salmon steak တွေကခဲထားတဲ့ဖြစ်တဲ့အကြောင်းမို့လို့ sashimi ဖားဖို့တော့မသင့်တော့ဘူးပေါ့နော်sashimi ဖားမယ်ဆိုရင်တော့ခဲမထားတဲ့ fresh salmon sashimi ကိုgrand line ဝယ်ယူလို့ရတယ်ပေါ့နော်အရန်ကြိုက်တဲ့လူတွေအတွက်တတိပေးရမယ်ဆိုရင်ကိုယ်ပဲဖားတဲ့ salmon steak ကအယောင်ဖြော့ဖြော့ဒါမှမဟုတ်ရင်လိမ္မော်ရောင်တောက်တဲ့ဘက်အယောင်မဟုတ်ဘဲနဲ့အဝါရောင်ဖြော့ဖြော့ဘက်ကိုရောက်နေရဆိုရင်တော့လုံးဝ great အနေစားပေါ့နော် salmon မျိုးကိုဝယ်ဖားမိပြီဖြစ်ပါတယ်မှာယူဖားသုံးကျင်တယ်ဒါမှမဟုတ်လက်လီလက်ကကိုရောင်းကျင်တယ်ဆိုရင်တော့အခု post လေးရဲ့အောက်မှာရေးပေးထားပါမယ်